စေလိမ်ငွေကတဆင့်မှုတ်ထုတ်နေရတဲ့စိတ်ပင်ပန်းစရာတွေအကြောင်းကိုရဲဘော်ရဲဘက်တွေကိုရှေရင်အသက်ဆုံးမသွားတာကိုမြင်နေရတဲ့ Survivor Guide ခံစားနေရသူတွေတပုံကြီးကိုအိမ်ကိုရှေရင်ပြာကျသွားတာကိုသားကိုသမီးကိုရှေရင်နှိပ်စက်ညှဉ်းပန်းခံရတာကိုထိုင်ကြည့်ခဲ့ရတဲ့သူတွေအများကြီးကိုမိဘရဲ့နောက်ဆုံးခရီးကိုတောင်လိုက်ပို့ခွင့်မရလိုက်တဲ့သားသမီးတွေကမြောက်များစွာဒီလိုအနေအထားတွေမှာစိတ်ပျော်ဖို့ကောင်းတဲ့နီးလန်းတွေနဲ့ထွက်ပေါက်ပေးနိုင်ဖို့ဟာတကယ်မလွယ်ပါဘူးဘလောက်ပဲတီထားလိုက်မလုံနိုင်ကြဘူးလက်ရှိပြဿနာတွေပြေလည်သွားမှာပဲဖြစ်မှာဆိုပေမဲ့အဲ့ဒီအထိစောင့်နေလို့တော့မရဘူးပေါ့ရေတိုကာလမှာလဲတတ်နိုင်သမျှထိမ့်သိမ့်ကြရမှာဖြစ်ပါတယ်အနည်းဆုံးတော့အလွန်အကျိုးမဖြစ်အောင်ဆွဲလန်းမသွားအောင်တော့စင်ကြင်ကြစေခြင်းနဲ့ဘလောက်ခက်ခဲတဲ့အခြေအနေဖြစ်ဖြစ်မျောလင့်ချက်ကိုလက်မလွတ်ခဲ့တဲ့သူတွေအကြောင်းစာအုပ်တွေရှိတယ်ရုပ်ရှင်တွေရှိတယ်အဲ့ဒါတွေဖတ်ကြည့်ပျော်ရွှင်တတ်ဖို့သင်ယူရတယ်လို့မျောလင့်ချက်ထားတတ်ဖို့ကလည်းသင်ယူရတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဟာအကျဉ်းသားတရားကိုချင်းစာတရားတွေထားကြရလိမ့်မယ်မေတ္တာတရားကိုနှုတ်နဲ့ရင်မဟုတ်ပဲလက်တွေပါပြသရလိမ့်မယ်ကိုညီချရလိမ့်မယ်ဒါကလည်းလူတွေကိုမျောလင့်ချက်ပြန်ရှိလာစေတဲ့အကြောင်းအချက်တစ်ခုဖြစ်ပါတယ်ငါကိုကူညီပေးမဲ့သူရှိပါသေးလားဆိုပြီးတွေးမိလာမယ်ခွန်အားရလာမယ်ဆက်ရှင်တန်စရာအကြောင်းပြချက်တွေတွေ့လာမယ်ဒါကြောင့်ကျင်နာတတ်ခြင်းဟာလူအသက်တစ်ချောင်းကိုတောင်ကယ်ပေးနိုင်တဲ့အစွမ်းတကူရှိပါတယ်စိတ်မပြောလို့အရက်ဆေးလိပ်မူးယစ်ဆေးစတာတွေနဲ့ထွက်ပေါက်ပေးတာဟာကောင်းတဲ့ကိစ္စတစ်ခုတော့မဟုတ်တာသိကြတယ်သို့တော့သူတို့လိုအပ်နေတာကျမ်းမာရေးအသိပညာတစ်ခုတည်းမဟုတ်ပါဘူးနေချစ်စပွဲကောင်းတဲ့ရင်ခုန်စရာအနာဂတ်တွေရှိနေတယ်မျောလင်းချက်တပွေးတစ်ပိုက်ဖြစ်နေတဲ့ပတ်ဝန်းကျင်မျိုးလဲလိုအပ်ပါသေးတယ်အဲ့ဒါကိုဖန်တီးတီဆောင်မပေးနိုင်သေးတဲ့အချိန်မှာတော့နားလည်ပေးခြင်းနားထောင်ပေးခြင်းတတ်နိုင်တာကူညီပေးခြင်းတွေနဲ့ကြားကန်ပေးထားရပါလိမ့်မယ်ဒေါက်တာဖြိုးတီဟာ